6လနဲ့ပြန်ပို့တာညီမတော့မနစ်နာဘူးလားဘာကြောက်လဲတစ်တော့ဆော့လို့လေအားလုံးပဲမင်္ဂလာပါဇလီရဲ့ YouTube channel လေးနဲ့ပြန်လဲကြိုဆိုလိုက်ပါရှင်အခုဇလီတင်စပေးမဲ့ဗီဒီယိုလေးကတော့အိမ်အကူက TikTok တွေပဲစော့နေလို့เนาะပြန်ပို့ခံရတာရှင်ဘလောက်တောင်မှရှက်ဖို့ကောင်းလိုက်လဲเนาะကဲတကယ်ကျွန်တော်လည်းသတိထားလို့ရလို့ဒီ file လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်ဘယ်တော့မှငါ့ကိုမကြိုက်လို့ရှိရင်မိုက်ဆိုအေဂျင့်ကိုအဲ့လိုမျိုးပြောပြီးပေါ့ဟာပြောင်းမယ်ပေါ့အဲ့လိုပြောလိုက်တာသူတကယ်တော့စိတ်မကျဉ်းတတ်မှကြောက်လို့ညီမလေးအဲ့တိုင်းပြောလိုက်တာအဲ့ဒါသူထမင်းစားတဲ့အထိလည်းညနေခင်းအထိလည်းညီမလေးတောင်းမယ်တယ်ဘလို့မှတောင်းမယ်လို့မရဘူးဘလို့မှတောင်းမယ်သူတို့မိသားစုတွေအကုန်လုံးရှိရဘလို့မှတောင်းမယ်လို့မရဘူး6လနဲ့ပြန်ပို့တာညီမတော့မနစ်နာဘူးလားနစ်နာဘာကြောက်လဲတစ်တော့ဆော့လို့လေတစ်တော့ဆော့တယ်တစ်တော့လိုက်လွင်နေမအေးဆိုဘာပြောလဲတီချေဘာပြောလဲညီမအေဂျင်စီတစ်တော့မဆော့နဲ့လိုင်းမလွင်နဲ့မစောနဲ့ပြောမဟုတ်စော့တန်ရင်စေးလွန်ရည်ဘေးဦးတထေးတွေကညီမကိုကင်မရာနဲ့ဆက်လိုက်တော့တတော်စော်တယ်တတော်လိုက်လွှင်းနေရမ်းကြပါများတော့ညီမကိုတို့ကဘယ်လိုပြောဆိုဒီနိုင်ငံညီမတို့တတော်စော်ဖို့လာတာလားလိုက်လွှင်းဖို့လာတာလားတို့ကဘယ်လိုထင်သွားလဲညီမအင်ရှေဆိုရင်ညီမကိုလာစားလဲပေးတယ်အကုန်လုံးလဲဝယ်ပေးတယ်နော်အကုန်လုံးအခု6လနဲ့ညီမကိုလှမ်းပြောတာလေတအိမ်ထဲမှာ6လဆိုအရင်ဘယ်လောက်တောင်ကောင်းလဲနှမျိုးစရာကြီးလေကိုဘက်ကအသုံးမကျလို့နော်တီချယ်လည်းကောင်းတယ်တီချယ်မသိလည်းကောင်းတယ်မအေးဆိုးလည်းကောင်းတယ်ညီမမှားတယ်ဆိုရင်တော့မှတခုမှားတယ်ဆိုရင်ဘယ်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းအောင်နေရမယ်ဘယ်သူမှန်ကိုမှန်နေအောင်နေရမယ်တထေးမမကြိုက်ဘူးမလားအော် okay madam yes madam I'm so sorry madam okay နောက်တစ်ခါကျမမလုပ်တော့ဘူးเนาะတထေးမညီမကိုတစ်ချိန်သတိပေးမယ်နှစ်ချိန်သတိပေးမယ်သုံးချိန်သတိပေးမယ်4ချိန်တတိပေးမယ်5ချိန်ကြာရင်ညီမကိုဗာဖြစ်လေတွားရုံးကိုအခုညီမရနှမျောစရာကြီးလေ6လလေ6လဆိုညီမကို ID က6လပြည့်မှညီမကိုနောက်ထပ်အိမ်သိရှာမယ်ဆိုညီမနောက်တစ်ကနေပြန်စားရမယ်လေ ID တစ်နဲ့ပြန်သွားလောက်ကမယ်6လဆိုညီမကိုနောက်အင်ရှင်ရမေးမယ်ဟဲ့ဘာကြောက်လို့လဲဘာဖြစ်လို့လဲညာဖြစ်လို့မယ်ညီမဘလောက်ပဲကောင်းအောင်လုပ်ပေးဒါပေမဲ့ညီမကအရင်တော့6လလုပ်ခဲ့တာပဲညီမကိုသူတို့ပြောတော့မယ်လေဟုတ်လားအဲ့ဒီတော့အမတော့အကောင်းဆုံးကြံပေးနိုင်တာတော့ဘယ်သူပြောစကားကိုသူများညီမကပြောလိုက်ပဲနေတာလုံးလိုက်လေဟိုဟာလုံးလိုက်လေသူများစိတ်နဲ့ကိုမဆုံးဖြတ်နဲ့အရင်ဆုံးကိုအုံနောက်နဲ့ကိုဆုံးဖြတ်ဟုတ်တယ်နော်အရင်ဆုံးစစ်စားငါမှားလားငါမှန်လားငါလှုပ်တင်လားငါမလှုပ်တင်လားခုညီမစိတ်နဲ့ညီမသဘောနဲ့ပြန်လာတာမဟုတ်ဘူးလားဟုတ်တယ်6လနှမျိုးစရာပြီငါတော့နှမျိုးတယ်6လဆိုခုမှမငုံနဲ့အိမ်အကူသွားလို့တာလေနော်မငုံနဲ့တော့နောက်ထပ်အဲ့လိုမဖြစ်စေရအောင်တကယ်သိကြလို့လားသိကြတယ်ကျွန်တော်လေးသိကြတယ်နောက်ထပ်အဲ့လိုမဖြစ်စေရအောင်တကယ်အတိတ်ကလည်းပိုးကြိုးစားပြီအလောက်ကလုပ်တဲ့အဲ့တတိမနဲ့အဲ့ wifi ဖြစ်သွားတယ်အဲ့ဒါဖြစ်သွားအေးနဲ့ wifi ပိတ်ပြီးတော့မအိမ်မိလိုက်တာအဲ့မကြည့်လို့တော့တတိအဲ့ဒါပြောတယ်အဲ့ဒါကိုညီမလေးတကယ်တော့ तू နားတယ်အောင်ပြောနေတာပြောရတကယ်လို့မှ तू မရှိလို့ရှင်ပေါ့မိုက်ဆိုအဲ့လိုမျိုးချင်းဟာအဲ့လိုပြောလိုက်တာညီမလေးအဲ့လိုပြောလိုက်တာ तू ကအဲ့လိုချင်းဟာဆိုပြီးအဲ့လိုမျိုးလေးထင်းွားဒါပေမဲ့ညီမစိတ်ညီမသဘောနဲ့အထုပ်ဆွဲပြီးညီမအရင်ဆုံးပြန်နေမဟုတ်ဘူးလားမနေ့ကညီမလေးအဲ့လိုမထည့်ရသေးဘူးအထောက်ကမထည့်ရသေးဘူးသူမြန်မာပြန်မယ်ဆိုရောစရာရှိလားမရှိဘူးလေရောစရာမရှိတော့ဘာလုပ်ကမှာရှက်စရာကြီးနော်ပြန်တောင်းမယ်လေဘလို့မှတောင်းမယ်လို့မရအေးလေအဲ့တော့မြန်မာပြန်မယ်ဆိုရောရမှာလေရောမှာလားမရောနိုင်ဘူးလေမရောနိုင်တော့ဆက်လောက်ကမှာလေဆက်လောက်မယ်ဆိုရင်အမပြပြတာကွာတစ်တော့မစောနဲ့မပြောဘူးစော့ပါစင်နံကိစ္စကြတော့အမတို့လိုက်ပြောဒါပေမဲ့စော့ကွာဒါပေမဲ့တထေးမတွေအရင်မသိစေနဲ့လိုက်လွှင့်မယ်မလား9မိနစ်10မိနစ်တော့ကြော်လည်းမကောင်းဘူးလေနိုင်ဝက်မိနစ်20ပဲတထေးမကိုပြောလို့မှမကြိုက်ဘူးဆိုရင်မလွှင့်နဲ့တော့တစ်တော့အမပြပြတာစော့ကိုအခန်းထဲမှာကိုကကုန်းလှန်ဟာဂျိုးထိုးမင်းပြအိုးပြုတ်ပေးကြစော့ဒါစော့လို့ရတယ်တထေးမကိုမစော့နဲ့ပြောရင်ခဏရက်ထားလိုက်ပြီးပြန်စော့ကြားလားနှမျိုးစရာကြီးဟဲ့6လဆိုတာဟုတ်တယ် TikTok ကဘဝကြီးမှမဟုတ်တာနော်ညီမလေးမားတယ်တောင်းမှန်တယ်ဘလို့မှတောင်းထမင်းစားရတယ်နော်သူတို့ထမင်းစားနေတာboss madam sorry ရတယ်တဲ့သူရတယ်ဟိုပါအထုပ်တွေပဲတဲ့ပစ္စည်းထဲ close ပိတ်လိုက်တယ်အဲ့ဒါပြောအဲ့ဒါကိုညနေကနေသူတို့အိတ်တဲ့အချိန်ထိကိုလိုက်တောင်းမယ်မရတာပြန်တွေ့ကြည့်နေအောင်ငါလောက်လာပေါ့6လတော့ပြည့်နေပြီ
နောက်ဘလောက်မှလည်းနောက်ထပ်မနေရတော့ဘူးကိုကိုပြန်တွေးမိတယ်အဲ့ဒီကအပြန်ငါကိုသူတို့ကားပေါ်မှာညီမလေးတောင်းမယ်နဲ့မရဘူးဒီရောက်တော့လည်းထက်တောင်းမယ်နဲ့ဒီမိုက်ဆိုလေဒီဘက်ကအပြည့်တော့ညီမလေးတောင်းမယ်နဲ့တတိမှလည်းညီမလေးပဲနှစ်ယောက်တည်းရှိရတယ်ရှိတော့တောင်းမယ်နဲ့မရဘူးအဲ့ wifi အဲ့ဒါဖြစ်သွားအဲ့ဒါညီမလေးကလည်းချိန်ဟောက်လို့ပြောတယ်သူအဲ့ဒါ ချိန်ဟောက်ဆိုတော့တခါတည်းနဲ့ redden ဆိုပြီးပြောမလား ညီမလေးမပြောင်းချင်ဘူးအမှန်တမ်းပြောရင်အဲ့ဒီမှာကောင်းလို့လေတတိကကောင်းလို့ပို့ပြီးတော့နေချင်တာ ကြည့်တတိယညီမကိုလာစာပေးထားတာကြည့်လာစာဆိုမှန်းနေတာပဲလာစာဆိုမှန်းနေတာပဲလာစာဆိုမှန်းနေတာပဲလေတချို့တွေဆိုရင်လာစာတစ်ခါတော့ပို့လာစာပေးပါအောင်လာစာပေးညီမဆိုရင်ဒီနေ့လာစာပြီးဒီနေ့ရတယ်မနေ့ပြင်ဆိုရင်အင်ကိုပို့ရပြီလေ သူများနိုင်ငံမှာသွားလုပ်ပြီးတော့နော်အချိုးမပြေရရှင့် အေးလေခု6လမှန်ပြောဖို့မကောင်းလားခုဘာလုပ်မှလဲခုရုံတတိယပြောတယ်တစ်တော်လိုက်လွှင့်မှာလားဟဲ့တစ်တော်ဆော့မှာလားမြန်မာပြန်မှာလား နောက်တော့ဆက်ပြီးလှုပ်ကြိုးစားမှာဒါပေမဲ့ तू အဲ့လိုတတိယပြောလို့လိုက်တော့လေနည်းနည်းလေးစိတ်ထဲကြသွားတဲ့စားကြလို့ကြတယ်ပူကြိုးစားခြင်းစိတ်ပေါ့ပါ ထမင်းနေချက်တက်ပြီလား ချက်တတ်တယ်အကုန်ချက်တတ်တယ် ဘာတွေရလဲ စာလူနာမကပ်ဘူး อืม ဟိုကပယာနီတော့ကြမဲသားလေးပေါင်းတာ อืมမနက်စာလောက်တက်ပြီလား မနက်စာလည်းကိုလုံးတက်တယ် ညစာ ပါတီအလုပ်တက်တယ်ညစာလည်းကိုလုံးတက် နောက်အိမ်မှာရောဘယ်လိုလုပ်မှလဲတက်တော့ဆော့အောင်မှလားယင် စောဦးလေစောမစော ဆော့ဦးပဲပေါ့ အခန်းနဲ့အကိုအခန်းနဲ့တော့တပုတ်တလီကတော့မမရေစော့ပါပေါ့တပုတ်တလီပဲစော့ပါ အမပြပြမယ်မဆော့နဲ့မပြောဆော့အမမပြောင်းနော်ဆော့လို့ပြောဒါပေမဲ့တိတာတိစေမမြင်စေနဲ့လိုက်မလွှဲနဲ့လို့မပြော ကြာတော့မှနော် မမြင်စေနဲ့ဒါပေမဲ့ကိုအိတ်ချိန်ညရင်ဖုန်းကိုပိတ်ကိုရဲ့လူဝက်ချက်ကိုသူတို့မသိစေနဲ့အမပြပြတယ်လေအခုနောက်အိမ်မှာကအရန်ဘာသာရေးကိုင်းဆိုင်တဲ့အိမ်ရရင်ရမယ်အခုဆိုတထေးမဆိုရင်ဒါဘာသာရေးကိုင်းဆိုင်ထဲမှာအရန်ပါတယ်အတူပြဝိတာမကြိုက်ဘူးသူတို့ဝိစာဝိတာမကြိုက်ဘူးသူ့ရဲ့ဝိစာကိုညီမယူဝိလားမဟုတ်လား ဝိတာ ဝိတေ ဝိတာမဟုတ်ဘူးညီမလေးပြောမယ်အဲ့ဒီကမူးမူးကဒီလာတော့ကြာဟိုဘက်မှာမြန်မာမူးမူးဆိုရှိရတယ်ညီမလည်းပြောတယ်အဲ့မြန်မာမူးမူးကနေပြောတဲ့ဒီညီတဲ့ဝစ်ကြည့်ကြမှာဆိုအဲ့ तू ကလာတဲ့အချိန်တလေးမှလာတဲ့အချိန်သူ့ကိုဝစ်ပြလိုက်တာအဲ့လိုငါနဲ့ဆိုအကြီးကြီးပဲနော်လို့အဲ့ဒါပြလိုက်တာအဲ့ဒါတတိမအဲ့ဒါဝစ်တယ်ထင်သွားတာညီမလေးဝစ်တာမဟုတ်ဘူးအဲ့မူးမူး ဟိုမှာပြမယ်နောက်အိမ်ရောက်ပြီဆိုရင် သူများဝတ်စားအောင်နော်ယူဝတ်တာတဲ့ ရှော့ပဲမိဘူးတိုက်ပဲယူမဝင်းနဲ့နော်အခန်းထဲမှာပဲကိုခန်းမှာပဲကိုတစ်ဆော့မယ်တစ်တော်ဆော့မယ်ဖုန်းကိုအပြင်သူတို့ကယူကွင်းပြုတ်တယ်ဆိုရင်တော့မှခလေးရှိတာလို့သိရမလားသမင်းချက်တာတင်တာတို့မောလို့တာတင်နေဆိုရင်ယူကွင်းရှိယူွာယူလို့မရရင်ကိုခန်းထဲမှာပဲကိုထားတာเนาะအမှပြပြမယ်အဝေးစားကိုလုံးကြွဝစ်ဆော့အရင်တူတာတွေပါတယ်ဒါကတော့သူတို့ကညီမတို့ကတော့ဒီမှာတော့အကောင်လုံး CCTV နဲ့ WhatsApp နဲ့ချိန်ထားတဲ့အတွက်ညီမတို့စောသမျှတော့ CCTV မှာတောင်းတစ်ဆိုပြီးတော့ပြန်ကြတာအမတို့သိရကိုစင်စင်နေကိုရဲ့လှုပ်ဝက်ချက်တွေမသိစေနဲ့ကြားလားနော်အမတော့အကြံအများကြီးလဲအများကြီးပေးရအောင်လဲ6လတောင်ရှိနေပြီဟဲ့နေမှားတာညီမလေးရညီမအများကြီးမှားတယ်ကြားလားအဲ့တော့တထေးကိုကျင်းတဲ့တတိတောင်းမှန်ရုံတထေးကိုတောင်းမှန်နောက်အိမ်မှာကျမစူးစမ်းပါမယ်ကျမနောက်အိမ်မှာအလုပ်လုပ်ပါမယ်ကျမနောက်တစ်ခါကျရင်2နှစ်ပြည့်မှာဒါပေမဲ့ညီမနောက်ကနေအစ်စ်ကနေပြန်စပြီးပြန်လုပ်ကြမယ်ပပကိုတေချာတောင်းမှန်တေချာပြောပြတေချာစူးစမ်းတေချာအလုပ်လုပ်ကြားလားကိုစင်စင်ချင်းချင်းနေ ဒီသတိမှဒီမှာလုံးနေပတ်သက်တာ ဟိုတငယ်ချင်းတွေတူလာတယ်တငယ်ချင်းတွေကနှစ်ပြည့်သွားတယ်ညီမနှစ်မပြည့်ဘူးဆိုတော့အဲ့တော့ညီမတူပြန်လို့မရတော့ဘူးလေနောက်ကစင်ကြည့်မယ်ကြားလား ဟုတ် ပြောလိုက်တော့ဟုတ်နဲ့စိတ်ညစ်တဲ့နေ့ကိုကြည့်ရတယ် ကိုရဲ့မြန်မာနိုင်ငံမှာအဆင်မပြေလို့ဒါသူများနိုင်ငံကိုသွားပြီးတော့အလုပ်လုပ်တာလေနော်။တော့မှသူကနော်ဒါ TikTok တွေဆော့ပါတွေဆော့လုပ်နေသေးရဲ့ရှင့်။အလုပ်ချိန်မှာအလုပ်မလုပ်ဘဲနဲ့နော်ဒီလိုမျိုး social media တွေအသုံးပြုနေရဆိုတော့နော်ဘယ်အလုပ်ရှင်ကကြိုက်မှာလဲနော်။ဘာသာခြားဆိုတော့ဒါပူတော်ဆိုးသေးရဲ့ရှင့်။ဒီလိုမျိုးရေးချားမြေချားမှာနော်ကိုရဲ့မိသားစုတွေနဲ့ရောကိုရဲ့တငယ်ချင်းတွေနဲ့ရောနော်ဒါခွဲခွာပြီးတော့အလုပ်သွားလုပ်ကြတာလေနော်။ TikTok ကဘဝကြီးမှမဟုတ်တာနော်။တတ်နိုင်ဆုံးတော့ဒါရှောင်ကျင်မှုပြောချင်ပါတယ်ရှင့်။ကျွန်မရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင့်။အဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ရှင့်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်